လုံးကြည့်ပါဦးကိုဘယ်ဒီမှာရှောက်ကြည့်ပါဦးရှောက်ကြည့်ပါဦးโอเคအဆင်ပြေလားဟုတ်ကဲ့ပြည်ရနော်ထိုင်စိုက်မက်ကလေးချုပ်လိုက်စိုက်အရင်က6တော့ကအယောင်ပြပါဘယ်လောက်ယောင်လဲ တော်ရောင်လားပြပါဦးဆရာကြီးကြည့်မကောင်းရှုမကောင်းဘူးဟုတ်လားဒီလိုမျိုးလွဲဖြစ်တော့ရောင်ကိုင်းနေဟောင်းနေတာပေါ့ဒီလောက်အထိအိုးနေလိုက်မဟုတ်ဒီအကျော်တွေကစုံတက်တယ်ဒီတွေလည်းစုံတက်တယ်ဟုတ်ခုနောက်ပိုင်းမှာကျတော့မယောင်တော့ဒီဘက်လက်ပေါ့ဆရာ ဒီခေါက်က3កောင်ပြဒီဘက်လက်ပေါ့ဒီဘက်ကလက်ပြလွတ်လက်ထိုင်ပစိုးလေးဆွဲထားတယ်ရတယ်ဆရာစိုက်နာမည်လေးပြောပါဦးအောင်ကျော်ဦးဦးအောင်ကျော်ပုံမှန်လေးလေအပူတော့ဝပူတော်မှလေးဟုတ်ကဲ့စိုက်ဖြစ်တဲ့ယောဂဝေဒနာလေးပြောပါဦးအဲ့ဒိုးစစ်နာလားဘယ်လောက်ကြာလဲ2003ခုနှစ်ကတည်းက2003ဆိုတော့12နှစ်ရှိပြီဟုတ်လားဆိုတော့ခုနကပြောတဲ့ဆရာကြီးရောင်ကိုင်းနေရောင်တာဘယ်လောက်ကြာပြီလဲရောင်တာ2006ခုလောက်မှစရောင်ဘယ်နည်းလို့ပဲစနစ်ကြုံနေပြီအဲ့လိုရောင်ပြီးဘလို့မှသွားလို့လာလို့မရဘူးအဆင်မပြေတော့အဆင်မပြေဘူးဆိုတော့ဒီမှာမကုသခင်ကဆရာကြီးဘလို့ဒီခံစားရတယ်ဘလို့ဒီဖြစ်လဲပြောပြပါအဲ့ဒါဘလို့ဒီဖြစ်လဲဆိုတော့ဟိုဆေးပူလေးလိမ့်ဘာလေးလိမ့်ပေါ့တော့တောက်ဆေးလေးတောက်အဲ့လိုနဲ့နေရနေပြီးတော့ဘယ်တော့မှတစ်ခေါက်ရောက်ဘူးလေဆိုတော့မနစ်က3လပိုင်း6လောက်ကဇရက်ခုံနေလမ်းလျှောက်လို့မရတော့ကုန်းထားပြီးရင်လမ်းသွားလို့မရတော့ဟုတ်အဲ့ဒါမှလည်းမဖြစ်တော့ဘူးဆိုပြီးတော့ဒီရောက်လာတာပေါ့တစ်ခေါက်ဟုတ်အဲ့တစ်ခေါက်မှာတမိုးတွင်းလေထုံးလို့ရတယ်ဟာ3လပိုင်းတချီကုကလေးကဆေးကရထွက်သူယူပြစ်တယ်လို့ကောင်းပါလေနာလာချင်းတာရောင်တာမရှိတော့ဘူးတမိုးတွင်းလေထုံးလို့ရတယ်တနွေအလုပ်လုပ်လို့ရတယ်ဟုတ်အဲ့ဒါຫນွေက3လပိုင်းမှာ3လပိုင်းမဟုတ်ဘူးလေဟိုတလင်းပြီးလောက်က1လပိုင်း2လပိုင်းလောက်ကလေးကပြန်လာမယ်လို့ဟာစဘာသိမ်းဆဲပြီးတဲ့အချိန်မှာပြန်လာမလို့အားယူတာမရောက်ဖြစ်ဘူးပေါ့နော်ဟုတ်အဲ့ဒါအခုဒီ3လပိုင်းမှာလား4လပိုင်းမှာလားတစ်ခေါက်ရောက်3လပိုင်းတစ်ခေါက်ရောက်တယ်အခုဒီလာထဲမှာတစ်ခေါက်ရောက်တယ်အခုဆရာကြီး6လောက်လည်းအယောင်နေလဲကြာသွားပြီဟုတ်ကဲ့အယောင်ကျသွားပြီအခုလဲတွေပါတလင်းတွေပါလဲလုံးလို့ရတယ်ဟုတ်ကဲ့လမ်းလျှောက်လို့ခုနဟုတ်လားအရင်တော့ကလုံးဝလမ်းလျှောက်လို့ဘလို့နေလဲဘလို့မှမရဘူးမရဘူးဇက်တော့ဆိုတာဘလို့မျိုးကြီးလဲဒီလိုဆွဲနေရတယ်တားလိုက်ဆွဲနေရတယ်ကွေးမြောက်လို့မရဘူးကဲကြည့်စမ်းပါအခုဒါဆရာကြီးဒါနဲ့တော့ဘယ်နှချိန်လဲဒါ3ချိန်ပါဗျာဘယ်နှချိန်မြောက်မှအဆင်ပြေခဲ့တာလဲဘယ်နှချိန်မြောက်မှလဲဆိုတော့2ချိန်မြောက်မှပြေပါဗျာအဆင်မြောက်မှပြေခဲ့တာရောင်တာလည်းမရှိတော့ဘူးမရှိတော့လမ်းလျှောက်လည်းအဆင်ပြေခဲ့ပြီဆရာကြီးခုနကပြောတဲ့တနင်းလို့ပါလဲစဘာကြိတ်တာလို့ပါလို့တော့ဟုတ်လားတမိုးတွင်းလောက်တော့ဆရာကြီးလုံးလို့ရတယ်တမိုးတွင်းလည်းထုံးလို့ရတယ်အဲ့ဒီပုံမှာဆရာကြီးရှင်ထဲမှာဘလို့ပီတိဖြစ်ရတော့ပျော်တာပေါ့ဆရာကြီးလုံသမားတွေကြားမှာရင်ပြောတာပေါ့ဒါပေါ့ဆရာကြီးလဲလို့ရတာဆိုဘုရားပွားကြောင်းတက်ဖို့အချိန်မရှိတော့လေကျွန်တော်တို့အချိန်နေဟုတ်ကဲ့အသက်ဘယ်လောက်ရှိပြီလဲလုပ်ငန်းကိုင်က53နှစ်ဟုတ်ကဲ့ဆရာကြီးဟုတ်ကဲ့တော့ဦးစားမပြီးတော့ဘူးလေဟုတ်ကဲ့စိတ်မကောင်းတာလည်းအဲ့ဒါပဲပေါ့ဟုတ်ကဲ့တတိယအယူပဲဒီယူလေးကြာကမှဒီလို6လောက်ကြီးမကောင်းဘူးဆိုတော့အဲ့ဒါကြောင့်ပဲဇွဲနဲ့လာတာဆရာနဲ့အဆက်ပါရင်တော့ကောင်းမယ်ပေါ့တစ်ခေါက်ပြီးတစ်ခေါက်လာမှာဟုတ်လောက်ပါနဲ့ဒီကောင်းရင်တော့လာကြမလို့တော့ကုနေဦးမှာနော်ကောင်းရင်တော့လာကြမလို့တော့ဟုတ်လားဆရာကြီးအခုဒါအရင်ကဆိုတက်တိုင်းသွားရတယ်ဟောလားဇက်တောက်လာဘလို့လဲဟုတ်ကဲ့ခုံဆွာလားဆရာကြီးပြောတာဇရက်ခုံဟုတ်တယ်အဲ့လိုပဲမကြည့်မကောင်းဘူးဆရာထောက်လို့မှမရတာဟိုထုံနေနဲ့ဟုတ်တယ်တစ်ဖက်ကသူတစ်ဖက်ကအဲ့လို6ကြီးကိုကွေးလို့မရတဲ့အနေကဒါအခုဆိုလုံးဝကွေးလို့ရသွားခဲ့ပြီဟုတ်ပြီလားနော်ဒါဆရာကြီးတရားအားထုတ်ခြင်းနဲ့ဆိုတဲ့အကြောင်းတရားကြီးတွေလည်းပဲဒါကျွန်တော်တို့ပြောမယ်ဆိုရင်ပြည့်ဝနဲ့တရားအားထုတ်နိုင်ပါစေညာမကြခင်တစ်ချိန်နှစ်ချိန်လောက်မှလည်းပဲဆရာကြီးဒါအကုန်လုံးအလုံးစုံကောင်းသွားပါလိမ့်မယ်လို့နော်ဟုတ်ပြီလားဒါအခုယုံကြည်တဲ့လာရောက်ကုသိုလ်ပေးကုသမှုခံယူတာကိုပဲအရန်ကိုပဲကျွန်တော်အနေနဲ့ကျေးဇူးတင်ပါတယ်ဒါလေးပြောချင်ပါတယ်နော်ဖရာဦးချဟုတ်တာရတကြီးမဟုတ်တကြီးဆရာကြီးမှာပျောက်ကိုပျောက်ပါမယ်လို့ယုံကြည်ထားပါတယ်ဆရာဟုတ်ကဲတက်ရှိချမ်းမှာစိတ်ချမ်းသာလုံရင်ဆန္ဒအားလုံးတစ်လုံးတော့ယူပြီးဆုံးရရှိပါဆယ်နှစ်ကျော်6ကွေးလို့ဆန်ကုန်ပြီ2003လောက်ဆိုရင်အနည်း20လောက်ကျော်ပြီ22နှစ်အဲ့2022နှစ်ပြီဟုတ်ပြီ6လောက်လုံးဝရေမထိအောင်နော်သွားဆရာရပြီဟုတ်ကဲ့သွားညတကားပြတော့ဟိုဘက်ဒီဘက်ရှောက်ကြည့်ပါဦးရတယ်ဗျာရှောက်ရှောက်ခုနကလိုဆက်တော့ဖြစ်သေးလားနည်းနည်းဂျော်ကီလေးပြေးကြည့်လိုက်ပါလေးပြေးကြည့်လိုက်ရတယ်ခုံလို့ရဒါပဲခုံကြည့်ပါဦးဆရာကြီးဒါပဲကဲ good ပြေးလို့ရတယ်good အဲ့ဒါရပြီသွားဆရာကြီးပါနောက်ဟိုအဖြစ်မှာတမျိုးလေးတွေပြန်ဖြစ်သွားတာဟုတ်ရတယ်နော်ဟုတ်ပြီဘောလေးလေးချင်းတော့ကောင်းမယ်လို့ယုံအကုန်ကောင်းနေပါပြီဆရာကြီးနော်ဟုတ်ပြီဆရာကြီးကြားမှာချမ်းသာဟုတ်ပြီဆရာကြီး73နှစ်လို့ပြောတာ20နဲ့မနေ့ကတော့22နှစ်တဲ့သူက
20ကျော်မှာခြေတော်ကြီးက20ကျော်တော့ဖြစ်သွားပြီဆိုတော့အဲ့လိုဒူကြီးကရောင်ကိုင်းပြီးတော့သူလုံးဝမှရှောက်လို့ပြုလို့လည်းမရဘူးလမ်းလျှောက်လို့ရှိရင်လည်းဆက်တောင်းနဲ့တန်းတိုင်းဖြစ်နေဒူကိုလုံးဝကွေးလို့မရဘူးဒီမှာကုပြီးတဲ့အနေအထားတစ်ခု3ချိန်2ချိန်မြောက်မှာပဲတော်တော်ကြီးကိုပဲတိတိတာကောင်းမှသွားခဲ့တယ်ဒါပေမဲ့သူ့ရဲ့စိတ်ရဲ့အာဒီတာဟိုဘယ်လိုခေါ်မလဲဆိုတော့လုံးဝကောင်းနေပြီတိုးတော်လဲသူကဒီထက်ပို့ပြီးတော့ပဲသူကကောင်းချင်တဲ့စံနာနဲ့သူလာကုနေတယ်တော်တော်လည်းကောင်းနေပါပြီဘာလို့ဆိုတော့ကျွန်တော်တို့လေတို့ဘာတို့တော့မှာပဲကောင်းမွန်စွာနဲ့လေတဲ့ဆင်းပြီးအလုံးလုံးလို့ရသွားခဲ့ပြီအရင်ကမရဘူးเนาะကိုလေတဲ့ဆင်းပြီးအလုံးလုံးလို့လုံးဝအောင်ရသွားခဲ့ပြီတကယ်ကိုဝမ်းသာပီတိဖြစ်ရတယ်ကျွန်တော်ကလုံးဝမှဆန့်လို့မရဘူး sorry ကွေးလို့မရဘူးဆန့်ဆိုင်ပဲသွားတယ်အခုလုံးဝကွေးလို့ဆန့်လို့ရပါတယ်ခုနပုံပြရတယ်တော်ကောင်းသွားပြီကျွန်တော်အနေနဲ့ဒါအရန်ဝမ်းသာပီတိဖြစ်ရတယ်လို့ပိုင်ဖြစ်ရလားပိုင်ဖြစ်ရကျူအမတန်ဝန်နာလာပါတယ်သူရဲ့ရည်ရွယ်ချက်ကတော့တတိယအရွယ်မှာတရားဘာဝနာကိုကောင်းမွန်စွာအားထုတ်သွားခြင်းနဲ့ဆိုတဲ့ဒါသူရဲ့စိတ်ထားလေးကအမတန်ကိုပဲဝမ်းသာပီတိဖြစ်ရတယ်လို့ဒါပြောမယ်ဆိုလို့ရှိရင်လည်းပဲတရားဥတရားမြတ်များကိုလည်းလွယ်လွင့်ကူစားဒါကျွန်တော်တို့စူးစမ်းအားထုတ်ပြီးတော့အေးချမ်းရာဒါကျွန်တော်တို့ရွှေပြည်ညနေပန်းကြီးစီကိုလည်းပဲဒါကျွန်တော်တို့ရလဲရောက်လွယ်ပါစေလို့ပဲဒီနေ့ကနေဆုတောင်းမြတ်တာပူတာအပ်ပါတယ်အဲ့တော့ဆက်လက်ပိုင်းဖြစ်မယ်မျိုးတွေအများကြီးကြံစီသေးတဲ့အတွက်ကြောင့်တဦးတယောက်မကြံဂါရပြုကကျွန်တော်အမျိုးပေါင်းသူတော်ကောင်းအားလုံးတက်ရှိလို့ကြံပါကြပါစေဗျာ